မင်္ဂလာပါမနက်ဖြန်26ရက်နေ့တနင်္ဂနွေနေ့ပေါ့နော်10လပိုင်း26ရက်နေ့တနင်္ဂနွေနေ့မှာစင်းမမိုရဲ့82နှစ်ပြည့်မွေးနေ့လေးကိုကျင်းပမှာဖြစ်ပါတယ်အားလုံးချစ်ကြတဲ့စင်းမမိုကရန်ကုန်တရိษံဥယျာဉ်ကိုရောက်လာတာ9နှစ်သားကလေးကရောက်လာတာဖြစ်ပါတယ်အခုဆိုရင်စင်းမမိုကအသက်82နှစ်ရှိသွားပါပြီမနက်ဖြန်စင်းမမိုမွေးနေ့မှာဒီမှာမွေးနေ့ကိတ်ခွဲတာတွေပြီးတော့ဒီမှာ show ပွဲလေးလည်းလုပ်ထားပါတယ်ကျွန်တော်တို့အကိတ် music band အနေနဲ့လည်းကျွန်တော်တို့စင်းမုံမွေးနေ့မှာနိုင်ငံကျော်ဒေသရှင်များစွာနဲ့အတူတူတီဆိုဖြောပြပြီးတော့ကျွန်တော်တို့လာရောက်ဂုဏ်ပြုပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ music band အစီအစဉ်လေးတွေလည်းနားထောင်ရင်းစင်းကြီးမမိုရဲ့အသက်82နှစ်ပြည့်မွေးနေ့မှာလာရောက်ပါဝင်ဆင်နွှဲဖို့ကျွန်တော်တို့အားလုံးချစ်တဲ့စင်းမမိုရဲ့82နှစ်ပြည့်မွေးနေ့လေးကိုလာရောက်ပြီးတော့ကြည့်ရှုပါဝင်ဖို့ကျွန်တော်တို့ဒီကနေဖိတ်ခေါ်ပါတယ်ကျွန်တော်တို့အားလုံးချစ်ကြတဲ့စင်းမမိုက82နှစ်ပြည့်သွားပါပြီခင်ဗျာကျန်းကျန်းမာမာနဲ့တန်တန်မာမာရှိသေးပါပဲမနက်ဖြန်26ရက်နေ့10လပိုင်း2025တနင်္ဂနွေနေ့လေးမှာစင်းမမိုမွေးနေ့ပွဲလေးကျင်းပမှာဖြစ်ပါတယ်ပွဲချိန်လေးကတော့မနက်9:00နာရီကနေညနေ3:00နာရီထိကျင်းပမှာဖြစ်လို့လာရောက်ခဲ့ဖို့ကျွန်တော်တို့အားလုံးရဲ့ကိုစားဖိတ်ပါတယ်ကျွန်တော်တို့ music band လေးကလည်းကျွန်တော်တို့ဒီဆိုဖြောပြပေးသွားမှာဖြစ်ပါတယ် Happy birthday အဖေနဲ့ကြိုင်ကြည့်မလားတဲညာပါကွာမနေ့ကောက်မှဘိုက်တာတဲညာတော့ရရတယ်ဟုတ်ကဲ့တောင်းနေပြီ။အဲဟိုမှာဟုတ်တယ်။မိုင်ကဒီစင်းကြီးပြေးလိုက်တာ။ဟုတ်။ဒီစင်းကြီးလက်တာ။အဲဒီပါ။တန်းစားရတာ။တောင်းတယ်။ပတ်ကြည့်လိုက်။တိုင်ပြီးတော့ကျွေးလိုက်။မနာတော့။ရိုက်။မတောင်းနေ။မကောင်းနေမှာ။ဒီလက်ကိုကြတယ်။ဒီလက်ကိုကြတယ်။ဟုတ်ပြီ။လုံးလုံးပြီး။အဲ့ဒါလေ။ဟုတ်တယ်ဟုတ်တယ်လဲဝါ哦，要不要你那个？上哪边？